အရွေးနေ့ကိုပေါ်ပြုတ်ပေးတယ်လို့လမ်းညွှန်ပေးတယ်လို့ရှိလို့ရှိရင်ပါကောင်းကျိုးလေးရှိလဲချုံပြောမှဆိုရင်လက်စတို့ရဲ့ဒီအရက်မောင်းဒီလိုရက်ပြီးတော့ဒီလောက်ကပါပဲမြင်နိုင်တယ်ဒီလောက်ရက်အကွာဝေးရဲ့အမြင်ပဲမြင်နိုင်တယ်အဲ့တော့အကယ်၍လမ်းညွှန်ပေးတဲ့လူတရားရှိလို့ရှိရင်ဘာနဲ့သွားတူရလဲဆိုတော့တူရက်နေတာမျိုးမဟုတ်ပဲနဲ့သူရှောက်ခက်တဲ့လမ်းရှောက်ဆရာမလို့တော့ဘူးသူ့ရဲ့ပခုံးပေါ်မှာပဲတခါတည်းရက်တည်ပြီးတော့ကပါတင်သွားချင်အဲ့ဟာကဖြက်လန်းပဲလက်စစ်အမြင်ဆိုရင်နံပါတ်1ကွေလန်းလေးတွေပြောဆိုရင်မားတဲ့အလန်းလေးတွေကိုနဲသွားလိမ့်မယ်နဲသွားပြီးတော့လက်စစ်တို့ရဲ့ကြီးထွားမှုကပိုပြီးတော့မြင်လာမယ်နံပါတ်2ကဘာကြီးလဲဆိုတော့သူတို့ရဲ့ဆရာသမားရဲ့ objective ပေါ့သူ့ရဲ့ personal သူ့ရဲ့ခံစားချက်ပါတာမျိုးမဟုတ်ပဲနဲ့ fair ပို့ပြီးတော့ဖြစ်တဲ့ညွန်ကြားမှုပြီးတော့ feedback လေးတွေရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့လူတစ်ယောက်မှာကကိုယ့်ဖာကိုကိစ္စရက်လေးတွေကိုဆုံးဖြတ်တဲ့ချိန်မှာဆိုတော့ကိုယ့်ရဲ့အတွေးခေါ်ပါတတ်တယ်။မှန်ဒီဖြစ်စေမှာဒီဖြစ်စေဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့အတွေးခေါ်ခံစားချက်လေးတွေပါသွားနိုင်တယ်။အဲ့ဆိုရင်မာသွားနိုင်တယ်။ဆရာသမားတို့မဟုတ်ပေးရလူတစ်ယောက်ရှိလို့ရှိရင်သူကပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်တယ်။နေ့ကိုပြန်ပြောပြလိုက်တော့အော်ဒီလိုဖြစ်နေတာကိုဆိုရင်ပို့ပြီးတော့မှန်ကန်နိုင်တယ်။တတိယကောင်းကျိုးကဘာလဲဆိုတော့老师တို့ရဲ့ personal network ချဲ့နိုင်တယ်။ဘာကြောင့်ဆိုတော့သူနေ့ထက်တော်နေလို့ရှိရင် network ကနေ့ထက်ကောင်းလိမ့်မယ်။你မထိတွေ့နိုင်တဲ့လူလေးတွေမှာသူရှိလိမ့်မယ်။နေကသူ့စီမှာရှိတော့အလိုလိုနဲ့ network ကလည်းနေ့စီကိုရောက်လာလိမ့်မယ်။ဟုတ်တယ်နော်။အဲ့တော့အရင်မြစ်ကိုရယူတဲ့အခွင့်အရေးရှိသွားလိမ့်မယ်။你တယောက်ထဲနဲ့ဆိုတာ你ရဲ့ပေးရပတ်ဝန်းကျင်က你လောက်တူ level တန်းတူရှိနေတဲ့လူတွေတော်တော်များများဖြစ်နေရဲ့အဲ့တော့မတူညီတဲ့ level ကိုတော့ထိတွေ့လိုက်ချိတ်လိုက်လို့ရှင်ကမတူညီတဲ့ network ရလာလိမ့်မယ်အကြည့်လမ်းညွှန်တဲ့လူအဖို့ပြုတ်ပေးတဲ့လူမရှိခဲ့လို့ရှင်ကောခုနအလုံးပြောသလို direction လေးတွေကရှင်းရှင်းလင်းလင်းမရှိတော့လမ်းပြောင်းမှုကလွယ်လွယ်ကူကူပျောက်သွားနိုင်တယ်တင်နေတဲ့တော့တွင်ကအလုံးက okay အဆင်ပြေရဲ့ဒါပေမဲ့ကြာလာလေးတွေကကိုယ်မတင်ကဖြစ်လာပြီဖြစ်လာတော့လမ်းပြပျောက်သွားနိုင်တယ်နံပါတ်2ကကိုဖာကိုပဲတင်ယူလိလာငိုကိုဖာကိုစမ်းမယ်အမားသွားစမ်းမယ်မားတော့အော်နောက်တလမ်းပြန်သွားရှောက်အဲ့လိုဆိုရင်ဘာဖြစ်သွားနိုင်လဲဆိုတော့အချိန်လေးတွေကုန်သွားမယ်လောက်အား energy လေးတွေကုန်သွားမယ်တတိယတစ်ပိုင်းက supporting နဲတယ်နေ့ကိုအားပေးထောက်ခံတဲ့လူနဲတော့ဒီယုံကြည်မှုနဲလိမ့်မယ်အဲ့ဆိုရင်ဘာဖြစ်သွားနိုင်လဲဆိုတာလက်လျှော့နိုင်တယ်လက်လျှော့နိုင်တာလွယ်လွယ်လေးဖြစ်သွားနိုင်တယ် First step